ရှာတွေ့ပြီးတော့ပျောက်သွားတယ်ဖိလစ်ပိုင်ရဲ့အောက်နှဆိုင်တဲ့နေရာမှာသမိုင်းရဲ့အကြီးကျယ်ဆုံးရတနာတွေရှိနိုင်ပါတယ်။ရမရှိတာရွှေဤလျှို့ဝှက်ချက်ဖိလစ်ပိုင်တွင်ဝတ်ထားသောရွှေဗုဒ္ဓရုပ်ပွားတော်ရှိပါသလား။မင်္ဂလာပါလူကြီးမင်းများခင်ဗျာကျွန်တော်ရဲ့ channel ကိုပြန်လဲကြိုဆိုပါရစေ။ဒီနေ့မှာတော့ဖိလစ်ပိုင်မှာဝတ်ထားတဲ့ရွှေဗုဒ္ဓရုပ်ပွားတော်တဆူရှိတယ်ဆိုတော့မယုံနိုင်စရာတကယ်ဇလန်းတစ်ပုဒ်ကိုမျှဝေပေးခြင်းပါတယ်။ဆယ်စုနှစ်များစွာကြာအောင်ယတနာဒဏ္ဍာရီတစ်ခုသည်ကမ္ဘာတဝန်းရှိသမိုင်းပညာရှင်များစူးစမ်းရှာဖွေသူများနှင့်ယတနာရှာဖွေသူများကိုဆွဲဆောင်ခဲ့သည်။ယင်းကိုယေမရှိတာကိုလျှို့ဝှက်စမ်းကြယ်မှုအဖြစ်လူသိများသည်။ဇလန်းကဒုတိယကမ္ဘာစစ်အတွင်းကစတင်ပါတယ်။ဂျပန်တပ်များသည်အရှေ့တောင်အာရှတလွှားချီတက်လာသည်နှင့်အမျှသိမ်းပိုက်ထားသောနေမြေများမှရွှေလက်ဝတ်ရတနာအမှုပညာလက်ရာနှင့်အဖိုးတန်ဗန္ဓာများစွာကိုစုဆောင်းရရှိခဲ့ကြောင်းဇလန်းများပေါ်ပေါက်လာခဲ့သည်ဒဏ္ဍာရီရဤရတနာများကိုဖိလစ်ပိုင်သို့လျှို့ဝှက်စွာတည်ဆောင်သွားခဲ့သည်စစ်ပွဲသည်ဂျပန်ကိုတော်လှန်လာသည်နှင့်အမျှဂျပန်တပ်များဆုတ်ခွာနိုင်ပြီးထိုရတနာကိုဥမင်လိုင်ကောင်းများကူများနှင့်မြေအောက်ခန်းများတွင်ဝှက်ထားခဲ့သည်ဟုဆိုကြသည်စစ်ပွဲ၏နောက်ဆုံးလများအတွင်းဖိလစ်ပိုင်ရှိဂျပန်တပ်ဖွဲ့များကိုပုတ်ကဲခဲ့သောဗိုလ်ချုပ်ကြီးထနိုရီယာမရှိတာကိုအစွဲပြု၍ထိုရတနာကိုယေမရှာတကုံအဖြစ်လူသိများလာခဲ့သည်ဒါပေမဲ့ယတနာနဲ့ပတ်သက်တဲ့ဇလန်းတွေအားလုံးထဲမှာဇလန်းတစ်ပုဒ်ကတော့ထင်ရှားပါတယ်။ရွှေဗုဒ္ဓရုပ်ပွားတော်ကြီးတဆူ၏ဒဏ္ဍာရီအချို့သောမှတ်တမ်းများအရရွှေဗုဒ္ဓရုပ်ပွားတော်ကိုရွှေဖြင့်ပြုလုပ်ထားရုံသာမကအထဲတွင်ဝတ်ထားသောအဖိုးတန်ကြောင့်မြတ်ယတနာများဖြင့်လည်းပြည့်နှက်နေသည်ဟုဆိုသည်။အကယ်၍မှန်ကန်ပါကမင်းသည်ရှာဖွေတွေ့ရှိခဲ့ဘူးသမျှရှေးအောင်ပစ္စည်းများထဲမှအဖိုးတန်ဆုံးတစ်ခုဖြစ်လာလိမ့်မည်။ထိုလျှို့ဝှက်စမ်းကြယ်မှုသည်1980ပြည့်လွန်နှစ်များတွင်ပို၍ပင်နာမည်ကြီးလာခဲ့သည်။ Rogelio Roxas အမည်ရှိဖိလစ်ပိုင်ယတနာရှာဖွေသူတဦးကမြေအောက်တွင်မြုပ်နှံထားသောရွှေဗုဒ္ဓရုပ်ပွားတော်ကိုရှာဖွေတွေ့ရှိခဲ့ကြောင်းပြောကြားခဲ့သည်။သူဇလန်းရရုပ်တုကိုနောက်ပိုင်းတွင်သိမ်းယူခဲ့ပြီးရှေလျားသောတရားဥပဒေဆိုင်ရာတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့သည် Roxas ဟာဒဏ္ဍာရီလာယတနာရဲ့အစိတ်ပိုင်းတစ်ခုကိုတကယ်တွေ့ရှိခဲ့တယ်လို့ထောက်ခံသူတွေကယုံကြည်ကြပါတယ်မြန်မာရှိတဲ့ကိုရှိကြောင်းသက်သေပြနိုင်သည့်အပိသက်အထောက်အထားမရှိသေးဟုတန်တရားရှိသူများကငင်းခုန်ကြသည်သမိုင်းပညာရှင်များသည်ကွဲပြားနေစေဖြစ်သည်စစ်ပွဲအတွင်းလျှို့ဝှက်နေရာများရှိနေနိုင်သည်ဟုအချို့ကယုံကြည်ကြသည်အခြားသူများကမူကောလာဟာလာများနှင့်ယတနာရှာဖွေရေးစိတ်လှုပ်ရှားမှုများကြောင့်ဇလန်းများသည်အချိန်ကြာလာသည်နှင့်အမျှပိုမိုကြီးမားလာသည်ဟုထင်မြင်ကြသည်ယနေ့တိုင်လူထောင်ပေါင်းများစွာသည်တဲလွန်စာများကိုရှာဖွေနေကြဆဲဖြစ်သည်ယတနာမြေပုံများရှေးဟောင်းစာရွက်စာတမ်းများနှင့်မျက်မြင်သက်သေဇလန်းများသည်ဒဏ္ဍာရီကိုဆက်လက်လောင်စာဖြည့်ပေးနေဆဲဖြစ်သည်သို့တော်လည်းမြည်သည့်ရှာဖွေတွေ့ရှိမှုများလျှို့ဝှက်စမ်းကြယ်မှုကိုအပြည့်အဝဖြည့်ရှင်းပေးနိုင်ခြင်းမရှိသေးပါဖိလစ်ပိုင်တောင်တွေအောက်မှာရွှေရောင်ဗုဒ္ဓရုပ်ပွားတော်တဆူတကယ်ရှိခဲ့ပါသလားမြန်မာရှိတဲ့ကုန်းဟာသမိုင်းတစ်လျှောက်အကြီးမားဆုံးပျောက်ဆုံးသွားတဲ့ယတနာတွေထဲကတစ်ခုဖြစ်ခဲ့တာလားဒါမှမဟုတ်သေဆုံးဖို့ငင်းဆန်တဲ့စိတ်ဝင်စားစရာကောင်းတဲ့ဒဏ္ဍာရီတစ်ပုဒ်သားလားမြင်မရနိုင်သောသက်သေအထောက်အထားများမပေါ်မချင်းထိုရွက်ဝက်စမ်းကြယ်မှုသည်မဖြေရှင်းနိုင်သေးပြီဖိလစ်ပိုင်နိုင်ငံ၏တောအုပ်များတောင်များသို့မဟုတ်ဥမင်လိုင်ကောင်းများအောက်တနေရာရာတွင်ရွှေဗုဒ္ဓ၏ဒဏ္ဍာရီသည်အိမ်မက်မက်သူများနှင့်ယတနာရှာဖွေသူများကိုဆက်လက်လှုံ့ဆော်ပေးနေစေဖြစ်သည်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဇလန်းကိုသင်နှစ်သက်တယ်ဆိုရင် like subscribe နဲ့ share လုပ်ပေးပါနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်